ဒီနေ့စောက်ချက်တည်မရှိရင်စောက်ကောင်မတဲ့တီးတန့်ကိုဗီဒီယိုလုပ်ပေးထားတယ်တော်ရုံဆိုရင်တော့မင်းကလေးဆိုငါဘယ်တော့မှမဆဲတဲ့ဒီပွဲလဲပွဲထဲမှာငါတခုမှမဆဲဘူးငါဆဲလို့စိတ်ကောက်တယ်ပါညာဖြစ်နေပွဲပြီးမှပဲငါစိတ်ကမထိန်နိုင်ကောက်ဆဲပြီးလိုက်တာဆီရှိုးငါတို့ကဘယ်ထဲဆိုင်နေကွာကြည့်တော့ကအဝေးကြီးပဲဘာသွားလို့နေလဲသူကလိုင်းကြလို့မဟုတ်တော့လိုင်းကြလို့ဆိုငါလက်ခံတယ်မင်းတို့လိုင်းကြလားမကြလားဆိုတော့ပြရတယ်ကြည့်ဟိုမှာတွေ့လားကွက်တီကိုချိန်စားသွားမှဒီအီမုတ်တောင်ပြတယ်ငါအဲ့ထိမဆဲဘူးနော်တော့ကအဲ့တော့ဆိုမင်းတို့ဆိုဆဲလောက်ပြီဟုတ်တယ်မလားငါတခုမှမဆဲဘူးဘာကြီးမှသူ့ရှိမှနေဖြတ်သွားတာနော်နင်းနေအဲ့မှာတမင်ဟိုမှာတော့ဖီဂျားထဲမှာတရားမှတ်တာရောအကြောင်းမဆိုလို့ငါမပြတော့နောက်ကြတော့ငါတို့မော်ဆူလေးရဲ့စောက်ရန်ဒမ်းမိထွက်လာကြည့်ငါနည်းနည်းတွေးလျှော်တာပြီနောက်ကကောင်တွေမှကြီးအကုန်ကောက်သွားပြီမင်းစစ်တာငါလူစောက်ရန်ကျန်းနေတွေးတယ်မိမဒီနားမှာဆိုငါတို့ကတာဝိုက်ကွာလိုက်ပြင်းပြီတော့ကဘယ်တည်းကြီးကလိုက်ဆိုင်ပြီလိုက်တိုးပြီမော်စကိုကလည်းဝင်နေဆိုတော့မင်းပြီးပြီပေါ့အကုန်လုံးလိုက်ဖြေမော်စကိုကဒါဖက်သွားပြီကွာငါနဲ့တွဲဆော့နေကြညီလေးရောညီလေးကအဲ့ဒီငါတို့လောရီလုပ်တယ်သူဆော့တတ်တာမဆော့တာဆိုဒီမှာပဲကြည်လိုက်လောနဲ့ကိုပြန်ကာလိုက်တာမင်းကဆွဲတုံးတက်နေမင်းဆော့တတ်ဆရာစောက်ကြောင်းမရှိဒီမှာကကောမောက်နေမော်စကိုကလည်းဝင်သွားနည်းနည်းကြုံသွားတော့ငါလည်းလိုက်ဝင်ပြီးရမှာချင်းလေးရိုက်လို့ပဲဒီမှာကွာနောက်တစ်ကောင်ကတော့မဆဲတော့မင်းတို့ကြည့်လိုက်တော့သူလည်းမိတ်ဆေးလို့ဆေးလိုက်တာဖြစ်